ကဲဒီနေ့မှာပေါ့နော်ကျမရဲ့ခွေးလေးဝဝကိုပေါ့နော်စောက်ချက်ပြထားမှာစပါရှင်ခွေးလေးဝဝရေခွေးလေးဝဝညစ်ပတ်နေရပဲခွေးလေးဝဝဒါပေမဲ့နေရလည်းမကောင်းဆိုဘိုက်ကလည်းစားနေပြီဆိုအဲ့ဆိုရင်ခွေးလေးဝဝကိုစားတော့ကမရှိဆိုခွေးဝါတော့ရေတောက်ပေါ်ရမရှိဘူးပဲအဲ့ဆိုရင်ဘာဝင်ကောင်းမလဲခွေးဝါဘိုက်တောင်းစားနေပြီဆိုတော့မလေးငါတော့ရေးစမဒါလေးတော့ခဏလေးတော့ကလေးဝါရဲ့ဒါလေးတဲ့ယူမင်းတမန်ကလေးဝါကိုငါကစားရကျွေးရှင်နဲ့ဒါပေမဲ့ကျွေးလို့လည်းမရလားရကျမခွေးဝါပိုက်စားနေပြီဆိုလားခွေးဝါကိုအစားတောက်လေးလုပ်ပြီးတော့မှနာနေကလေးဝါညပတ်နေဆိုတော့လုပ်ပြီးလိုက်ကလေးဝါလေးရလဲလှဝါပြီးဝါထက်လုပ်ပြီးရကလေးဝါစားပြည့်ဒီအရင်ကောင်းတာနော်လေဝါကိုလာစားမယ်ကလေးဝါလေးမလာစားဟဲ့လာစားကလေးဝါရေးဒီမလာစားဟဲ့လာစားဟာလာလဲစားနေပြီစားမယ်ရမစားထိုင်ထောက်ထမယ်စားတူဝါတိတ်နေမကောင်းဆိုဒီဘာလဲတူအစီလေးနဲ့လုပ်ပေးလိုက်မယ်ဟိုဗီဒီယိုလောက်ကောင်းတော့မှမရှိစားလောက်တောင်းမယ်ကွယ်ကဲကျမဒီနေ့ဖိုတိုရလာတော့ပါပဲရှင်နောက်ဗီဒီယိုလေးမှာပြောင်းလဲကြည့်လိုက်ပါမယ်ရှင်ဒီနေ့ရတော့ဒီလောက်ပါပဲရှင်ကျမအားလုံးကိုကျေးဇူးပေးရတဲ့တတာအားဘဘ